တိုင်းပြည်အုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြားတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုခေါ်တာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအတ္တမိကတုကဲကောင်းပြီကိုချင်းတရားပြပြားတာနဲ့ဘယ်လိုဒုက္ခတွေရောက်တယ်လဲစဉ်းစားဘယ်လိုဒုက္ခလဲလူနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက်အခုလို့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေတယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမှုရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နှိစက်တဲ့ပုဂ္ဂိုလ်တွေကကိုယ်ကျင်တရားပြပြလာတယ်နောက်ဆုံးတိုင်းသူပြည်သားအလုံးကိုယ်ကျင်တရားပြပြလာတယ်တဲ့အဲ့ဒီလိုပြပြလာလို့ရှိရင်ဒီတင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလိုဖြစ်တဲ့အချိန်မှာဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားကဝိတမံစန္တိမသူရိယပရိဝတ္တန္တိဒါသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှာမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူကြီးကိုချင်းတရားပြက်ပြားပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္တိမသူရိယပရိဝတ္တန္တိလာရီနေတွေဒီစัจ java လာတစ်ခုမှလှက်ပတ်ပြီးတော့နေတဲ့အနေအထားတွေကပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆို